အချိန်ကသာစကားပြောတတ်မေဆိုရင်လေကျွန်တော်တို့ကိုဘာများပြောမလဲလို့စဉ်းစားဖို့ကြလားဒီနေ့တော့အဲ့ဒီလိုပါပဲအချိန်ရတကယ်တန်ဖိုးကိုသင်ပေးခဲ့တဲ့စကားပြောတတ်တဲ့နိုင်တလုံးကချောင်းခေတ်သစ်ပုံပြန်လေးတစ်ပုဒ်ကိုပြောပြချင်ပါတယ်မနှက်ဖြန်မလုံလိုက်ပါမယ်ဆိုတဲ့စကားဒါရင်းနှီးနေတဲ့စကားတခွန်းဟုတ်အဲ့ဒီလိုအချိန်ဆွဲတဲ့အကျင့်လေးကကျွန်တော်တို့ဘဝတွေကိုဘလို့တိတ်တဆိတ်ဖုံဖုံနေလဲဆိုတာကိုဒီပုံပြင်ကနေတဆင့်စိတ်ဝင်စားစရာကောင်းအောင်တွေ့ရမှာပါကဲပုံမြေရဲ့ပထမပိုင်းကိုစားလိုက်ကြရအောင်ဇလန်ရဲ့အဓိကဇက်ကောင်ကတော့ယာဗီလို့ခေါ်တဲ့လူငယ်လေးတစ်ယောက်ပါသူ့မှာကြီးကျယ်ခန္ဓာရဲ့အိမ်မက်တွေရှိတယ်လို့အဲ့ဒီအိမ်မက်တွေကိုချင်းချောင်းနေတဲ့အကျင့်ဆိုးတစ်ခုလေးရှိနေခဲ့ပါတယ်တစ်ဖက်မှာတော့ယာဗီရဲ့အိမ်မက်တွေကတကယ်ကိုကြီးကျယ်ခမ်းနားပါတယ်နာမည်ကြီးဒီဇိုင်နာတယောက်ချီချင်းနဲ့ကပပတ်ချင်းနဲ့စတဲ့ဖင်စိတ်ကူးတွေရင်ထားတာပေါ့ဒါပေမဲ့သူ့ရဲ့လက်တွေ့ဘဝကတော့လုံးဝကိုစန့်ကျင်မကြီးဖိနေလားဒီနေ့ဗီဒီယိုဂိမ်းတွေဆော့ဖုန်းစကရင်ပေါ်ရင်းနေမယ်သူ့ရဲ့အချိန်တွေကဂုံဆုံးနေခဲ့တာပါသူ့ရဲ့အကြိုက်ဆုံးစကားကဘာလဲဆိုတော့လေအေးစေးပါကွာအောင်မြင်ဖို့အချိန်တွေအများရှိသေးတာပဲတဲ့အဲ့ဒီအတွေ့ကသူ့အတွက်တိုင်းတစ်ခုလိုပဲဘေးကလူတွေကဘလောက်ပဲစိုးရိမ်တကြီးတတိပေးပေးဒီစကားတစ်ခွန်းနဲ့ပဲသူ့ရဲ့အချိန်ဆွဲတဲ့အချိန်ကိုပို့ပြီးတော့ခိုင်မောင်လုပ်နေခဲ့တာပေါ့ဒါပေမဲ့တညမှာတော့အရာလုံးဖြောင်းပြန်လန်သွားမဲ့အဖြစ်တစ်ခုဖြစ်လာခဲ့ပါတယ်တာမညတညလို့ထင်ရပေမဲ့အဲ့ဒီညကသူ့ဘဝအတွက်အရေးကြီးဆုံးအကျိုးအကွက်တစ်ခုဖြစ်လာခဲ့တယ်ဆိုပါတော့မြင်ရောင်ကြည့်လိုက်တာယာဗီသူ့အခန်းထဲမှာအေးအေးဆေးဆေးရှိနေတော့ရုတ်တရက်မီးတွေအလုံးပြတ်သွားတယ်အဲ့ဒီလိုတိတ်ဆိတ်ငြိမ်သက်နေတဲ့အမောင်ထုထဲမှာသူ့ရဲ့အာယုံကိုဖန်ဆားလိုက်တာတော့အခန်းတောင်းကရှေးဟောင်းနာရီကြီးတစ်လုံးရဲ့ချက်မီနေအတန်းမှာပဲအစပိုင်းမှာတော့အဲ့ဒီနာရီတန်ကတိတ်ဆိတ်နေတဲ့အခန်းထဲမှာပဲ့တင်ထက်နေတာပေါ့ဒါပေမဲ့ခဏအကြာမှာတော့အဲ့ဒီနာရီတန်ကပူကျဲလာပြီးလုံးဝမထင်မထားတဲ့အတန်းထွက်ပေါ်လာခဲ့ပါတယ်မင်းဘာလို့ငါချင်းတွေကိုဖြုံးနေရတာလဲဒါကနိုင်စီကထွက်လာတဲ့ပထမဆုံးစကားလုံးတွေပါကြားလိုက်ရတဲ့ယာဗီတယောက်မယုံနိုင်လောက်အောင်တုံလုသွားပြီးသူ့ဘဝကိုပြောင်းလဲစေမယ့်တွေ့ဆုံမှုတစ်ခုရဲ့အစားလည်းဖြစ်လာခဲ့ပါတော့တယ်ယာဗီကဒါဟာအိမ်မက်ဆိုးတစ်ခုပဲလို့တွေးနေတုန်းမှာပဲနာရီရဲ့အတန်ကထက်ထွက်လာပါတယ်ငါကမင်းရဲ့ချင်းပဲပြီးတော့ငါပြောက်ွယ်တော့မယ်ဟုတ်ပါတယ်ဒါကအိမ်မက်မဟုတ်ဘူးသူ့ရဲ့ပိစပံကိုထိတ်တိုက်ရင်ဆိုင်ဖို့တတိပေးလိုက်တာပါပဲဒီနေရာမှာတော့နာရီရဲ့ပထမဆုံးအရေးကြီးတဲ့သင်ခန်းစာကိုတွေ့ရပါပြီရာဘီရဲ့လက်ရှိလုပ်ရည်တွေကသူ့ရဲ့အနာဂတ်မှာဘလိုမျိုးနောင်တတွေအဖြစ်အကျိုးဆက်တွေဖြစ်လာနိုင်နေဆိုတာကိုတိုက်ရိုက်ချိတ်ဆက်ပြီးပြောပြလိုက်တာပါအခုပုံပြန်ရဲ့အဓိကချက်ချာကိုရောက်လာပါပြီနိုင်ကနောင်မဆိုတဲ့စကလုံးနောက်ွယ်ကအကြီးမားဆုံးလှည့်ကွက်တစ်ခုကိုဘလို့ဖွင့်ချသွားမလဲဆိုတာကြည့်လိုက်ကြရအောင်နာရီကရှင်းပြတာကနောက်မဆိုတဲ့စကလုံးဟာတကယ်တော့တောင့်တရှိစေတဲ့လိမ်ညာမှုတစ်ခုပါပဲတဲ့အခုချစ်ချင်းလုပ်ရမယ့်အလုပ်တွေကိုရှောင်လွှဲဖို့အတွက်ကိုပြန်လဲလိမ်ညာနေတာနဲ့ဘာမှမထူဘူးလို့ဆိုလိုတာပါဒါရနာရဲ့ရေးကြီးဆုံးတဲ့စကားပါပဲကျွန်တော်တို့တကယ်တမ်းပိုင်ဆိုင်တာဆိုလို့တခုတည်းဟိုရအဲ့ဒါကတော့ပစ္စုပန်ကာလအခုဆိုတဲ့ခိုင်ရတန်လေးတစ်ခုပဲရှိတယ်ဆိုတာပါပဲဒီအချက်ကအရန်ရှင်းပါတယ်အချိန်ဆိုတာပိတ်ဆက်လို့ပဲစုဖို့ထည့်တင်းထားလို့မရဘူးဆိုတဲ့အယူအဆကိုပို့ပြီးခိုင်မာစေပါတယ်ပညာရှိသုံးမလားအလဲဟက်စာဖြုံးတီးမလားအဲ့ဒီရွေးချက်ခွင့်မရှိတယ်ဆိုတာကိုပြနေလာပါကဲပုံမီရဲ့အဆုံးသက်ပိုင်းကိုရောက်လာပါပြီဒီအပိုင်းမှာတော့ရောက်ပြီတယောက်ဘယ်လိုနားလေသဘောပေါက်သွားပြီသူ့ဘဝအတွက်အရေးကြီးဆုံးရွေးချယ်မှုတစ်ခုကိုဘယ်လိုလုပ်ခဲ့လဲဆိုတာကိုတွေ့မြင်ရမှာပါဒီအချိန်မှာရပြီတဲ့စိန်ထဲမှာသူဖြုံးတီးခဲ့တဲ့အချိန်တွေလက်လွတ်ခဲ့ရတဲ့အခွင့်အရေးတွေအားလုံးကရုပ်ရှင်တကားလိုပဲထပ်ဖြတ်ပြန်ပေါ်လာပါတယ်အဲ့ဒီနောင်တတွေနဲ့အတူသူ့ရင်ထဲကအဓိကကျတဲ့မေခွန်းတစ်ခုကိုထောက်မိလိုက်ပါတယ်နိုင်ကသူ့ကိုဘဝပြောင်းစင်းမဲ့အဖြေတစ်ခုကိုပြန်ပေးလိုက်တယ်မျောလင့်ချက်တွေရှိနေသေးတယ်ဒါပေမဲ့ချက်ချင်းအကောင့်ထည့်ဖို့လိုအပ်တယ်ဆိုတဲ့အရေးတကြီးဖြစ်မှုကိုပါတခါတည်းထည့်ပြောသွားထေတာပါမိပြန်လင်းလာတာနဲ့တပြိုင်နက်ယာဗီဟာလုံးဝလူတစ်ယောက်လိုပြောင်းလဲသွားပါတယ်အချင်းကျုံနေတဲ့သူတစ်ယောက်ချစ်တဲ့နေသူအိမ်မက်တွေလိုအကောင့်ထည့်ဖို့ချက်ချင်းလှူရှားတဲ့သူတစ်ယောက်ချစ်ပြောင်းလဲသွားခဲ့ပါပြီဒီနေ့ကစပြီးငါစောင့်မနေတော့ဘူးအချင်းကိုဖြုံးတီးမနေတော့ဘူးဒါကတော့ယာဗီသူ့ကိုသူပေးခဲ့တဲ့အစွမ်းထက်တဲ့ဂတိကဝတ်တစ်ခုဖြစ်ပြီးအချင်းအပေါ်ထားတဲ့သူ့ရဲ့အမြင်သစ်ကိုခိုင်မာစေခဲ့ပါတယ်သူ့ရဲ့ဂတိအတိုင်းနေ့ရက်တိုင်းကိုတန်ဖိုးထားအတုံးချခဲ့တဲ့အတွက်ရက်လက်တွေကလည်းချက်ချင်းကိုထင်ရှားလာခဲ့ပါရဲ့တချင်းကစိတ်ကူးရင်ခဲ့တဲ့အိမ်မက်တီအလုံးဟာသူ့ရဲ့လက်တွေ့ဘဝဖြစ်လာခဲ့ပါပြီ24ဒီကနန်းကဖားကိုဆိုလိုတာလေသိကြလားဒါဟာရာဘီနောက်ဆုံးမှနားလည်တော့ရဲ့အဖြေခံချက်ဆုံးအမှန်တရားတစ်ခုပါကျွန်တော်တို့အားလုံးဟာဒီနေ့မှာအချိန်24နိုင်ဟိုတန်းကျူညီမြပိုင်ဆိုင်ကြတယ်ဆိုတာပါပဲဟုတ်ပါပြီဂျာကတော့ဒီပုံပြင်တစ်ခုလုံးရဲ့အနှစ်ချုပ်ပါပဲ
အောင်မြင်မှုနဲ့ကြာရှုံးမှုကြားကကွာခြားချက်ဟာရရှိလာတဲ့အချိန်တွေကိုဘလို့အထုံးချတယ်လဲဆိုတဲ့အပေါ်မှာပဲမူတည်နေပါတယ် ဆိုတော့အဆုံးတအနေနဲ့မိကုံလေးအခုတော့ခြံထားခဲ့ခြင်းနဲ့ကျွန်တော်တို့ရောကိုယ့်ရဲ့အချိန်တွေကိုတကယ်အကျိုးရှိရှိသုံးနေတာလားဒါမှမဟုတ်အလဟဆာဖျောင်းတေးတင်နေမိတာလားဆိုတာကိုပေါ့ဒီပုံပြင်လေးကအဲ့ဒီအကြောင်းကိုကိုပြန်မေးthứcဖို့အထောက်အကူကြည့်မယ်လို့မျိုးလင်းပါတယ်